我们也没那么干嘞，干了干的。ပြောလိုက်တာသူများရေရှောက်ပြောရတယ်တွဲစရာရှောက်ပြောရုံးလားမရုံးလားပြောမရုံးလားတကယ်ပြောလားရုံးနေပေါ့我哋又ညီလေးအိမ်ကဘာမှမသိလိုက်ဘူးဘာပြောကြတာလဲအသက်ရှူချအောင်လို့လေဒီလုံးသားဒီမြာဖိချာအိုးအညိုညမလို့နေတာအကုန်ဖြည့်စီပဲရောင်နေမပါဖြူစင်မာတဲ့ကိုချစ်တရားယုံကြည်ပြီးတော့ဒီဘဝကိုအပိုင်ယူချစ်လေးမချစ်လဲနေညာပြလေးတမြချေချောင်းမမမသိလို့တဲ့အခုနောက်ပိုင်းလူတွေအရင်လူတွေထက်ပိုကျန်းတယ်ကောင်းပါတယ်တိုးတက်ကြောင်းလေးပေါ့အရင်တိုင်းပဲဆိုတာမဖြစ်နေအောင်လေဒီချက်တိုးတက်လာရမယ်သိရမလားအမားတို့တုန်းကဒီလောက်လေးကျန်းနေဆိုရင်သူတို့ခေတ်ရောက်သွားလို့ရှိရင်ဒီလောက်ကျန်းနိုင်မှအဆင်ပြေပါလေအဲ့ဒါမှမင်းနဲ့ပြက်စီးပြီးတော့သိရမလားဒုက္ခရောက်ပြီးတော့မလကီရသွားကြမှာလေစလေတော့ငယ်ကမချီပဲတမုံမဲတဲ့ငါဖြစ်နောက်တော့စနော်စီပေါ်ရမမရအမလေးစီပေါ်လေးသူကကြိုက်လေစီပေါ်တော့ဈေးသက်တာပေါ့ဈေးသက်တာတော့မပြောက်ဝယ်စားလို့ရတာပေါ့ချာရလာခွေလာကောင်းဆုံးပဲတူရဝေလာငါဝေလာအဖေးသိချင်းနော်နင်တို့နှာခေါင်းလေးနဲ့ဝေလာတာငါသိတယ်ယောက်ျားလေးတွေကအဲ့လိုမျိုးဆိုကြည့်တယ်အိမ်ထောင်မဲ့ကြမပြေဘူးမမဒါပဲလေဂျို thank you ကိုဂျိုသူကရွေးမှလဲအဲ့ဒါကြောင့်မလို့ယောက်ျားလေးဒီလိုမျိုးရှိရလေအိမ်မမိန်းမတစ်ယောက်ကွာအိမ်မမိန်းမတစ်ယောက်အပြင်မှာခေါ်စားတာ3-5ယောက်သူတို့ဘက်ဆန်ရှိရင်9ယောက်10ယောက်လောက်ရှိမှာပေါ့အဲ့လိုမျိုးပေါ့တည်ရမှာအဲ့မှာသူတို့ပြထားပေါ့အလှပြထားတဲ့မိန်းမတစ်ယောက်ကွာသူယူထားတဲ့မိန်းမမရှိဘူးလားရှိတယ်ကွာဘာရှိလဲမိန်းမရှိတယ်မိန်းမတစ်ယောက်ရှိတယ်အရင်ကတော့ကြာတယ်မလို့ဆောက်ကနေဟုတ်ရတယ်ဒီနေ့ရတယ်ဒီနေ့လာချောင်းမယားကတယောက်ကပြထားတယ်9ယောက်လောက်ကခိုးစားတယ်အဲ့လိုမျိုးတွေလည်းရှိတယ်တကယ်လားယောက်ျားနဲ့လားတဲ့အခုကပေါ်တင်မမအဲ့ပေါ်တင်စားနိုင်ရင်ဆိုတော့အဲ့ယောက်ျားတယောက်ရဲ့ level ကဘယ်လောက်ရှိလဲမှမသိရအဲ့သူယူထားတဲ့မိန်းမအဲ့ယောက်ျားကိုဘာမှ complaint တက်လို့မရတဲ့မိန်းမတယောက်ပေါ့ဘာမှအရေးချင်းမရှိတဲ့မိန်းမတယောက်လို့ပဲပြောရမှာပေါ့ဟုတ်တယ်လေဒီယောက်ျားလုံးသမျှခံတယ်ဒီယောက်ျားပြောသမျှနေရတယ်ဒီယောက်ျားပုံသွင်းထားတဲ့အတိုင်းပဲနေရတယ်ဘာမှပြောပြလို့မရတဲ့မိန်းမတယောက်ဆိုလို့ရှိရင်ဒါဘာမှပြောခွင့်မရှိတဲ့မိန်းမတယောက်ဆိုလို့ရှိရင်သွားပြီလေအဲ့မိန်းမ
ယောက်ျားသူယောက်ျားလားဟုတ်တယ်ကျမယောက်ျားလားအဲ့လိုနာမည်တက်ခံထားရတာတခုလောက်ပဲသူ့ဘွားကြီးကတော့ပြီဆုံးပြီအဲ့ယောက်ျားကြောက်တယ်ဒါပေမဲ့အဲ့ယောက်ျားရဲ့ဘွားကြတော့အဲ့လိုမဟုတ်ဘူးသူတရားဝင်လာနေမျိုးချာမမလာရဟုတ်လားကြည့်စုပါ live နေတိုင်းပဲနေတော့မယ်တဲ့မင်းညောက်ဘူးလားဟုတ်လားကိုကျွန်း thank you ယုံလေးရမလောင်းနဲ့မမမှန်တဲ့ခုလောလောဆယ်တဲ့အခုလောလောဆယ်ဘာဖြစ်တယ်တဲ့အောက်စားဖို့အမြင်မတော့ဟဲ့ငါအောက်စားမလို့တဲ့ဟာလို့ဆိုမှအဲ့ငါအောက်စားလို့တာအတွင်းခံလို့ထင်လို့လားအတွင်းခံမဟုတ်အင်ဂျီနဲ့အုပ်ထားတာနော်မြင်မှဆိုတော့နော်အားနေငါအောက်စားကိုပြောတာအတွင်းခံမဟုတ်အင်ဂျီနေကြီးတော်ကြီးရဲ့အင်ဂျီကိုဟိုဂျားတဲ့ထည့်ထားတော့လေဆိုရင်နာမဟုတ်ဘူးအဲ့ဒီနာကိုလိုက်ကြည့်နေအဲ့နာကိုတေချာကြည့်ပြီးတော့တို့ကအဲ့ဒီဘယ်လိုပြောလဲအဲ့အင်းစီကိုတော့မှတို့ကအဲ့လိုအဲ့ဒါပဲမြင်တာအဲ့ကြောင့်မလို့ပြောတာဆိုရင်နာမဟုတ်ပြီးပြီတဲ့ကြည့်ကြရလားအဲ့လိုကြည့်လို့မြင်တာပေါ့အမေကြည့်လို့မြင်တာပေါ့သူကြည့်လဲကြည့်တယ်ဝင်လည်းမခံကြည့်ဘူးခလေးကရိုးသားရနော်ခလေးကနော်ရိုးတယ်နော်